လိုင်းမှာရှိတဲ့တငယ်ချင်းအားလုံးမင်္ဂလာပါနော်ကျွန်တော်14ချိန်အတွက်နောက်ပေါင်းနဲ့ကျွန်တော် break 3ည break ကျွန်တော်ပြပေးလိုက်ပါပြီဗျ14ချိန်အတွက်ပါနော်ဘူ break ပေါ့နော်ခလနာလေးဒီမှာပြဲနေပြီမရှိတော့ဘူးအဲ့ဒါကျွန်တော် break line လေးကိုပုံစပြပါမယ်နော်ကျွန်တော်ဒီမှာ break 4ရယ်ဒီမှာ break 4ပါနော် break 4ရယ်ဒီက break 1ရ break 9ရယ်4 1 9ဆိုတော့4လို့ဖြစ်ပါတယ်နော်အဲ့ကလေးကျွန်တော်တို့တစ်ကြိမ်နှစ်ကြိမ်ဆင်းလိုက်တော့သူ့အောက်ကဒီမှာ break 8ဒီမှာ break 2ဒီမှာ break 4 8 2 4ဆိုတော့လေ4လို့ပဲဖြစ်တာပါဗျ4ဖြစ်ချင်းနဲ့4ဖြစ်ချင်းနဲ့ပါနော်ဒီမှာ break 4ရယ် break 1ရယ် break 9ရယ်4လို့ဖြစ်ပါတယ် break 8ရယ် break 2ရယ် break 4ရယ်4လို့ဖြစ်ပါတယ်ဗျအဲ့အောက်နှစ်ပင်ချလိုက်တော့ကျွန်တော်တို့ဒီမှာနော်ဒီမှာ break 9ဒီမှာ break 2ဒီမှာ break 3 9 2 3ဆိုတော့လေ4လို့ပဲဖြစ်တာပါနော်4ဖြစ်ချင်းနဲ့ကျွန်တော်တို့ဒီမှာ3ချက်ကျွန်တော်တို့လက်မှာ4ဖြစ်ချင်းထပ်ပေးအောင်မယ်ဆိုရင်4ချက်ပေါ့နော်ဒီမှာ break 5ဒီမှာ break 9 break 5ရယ် break 9ရယ်4နေပါ ਈ နော်ဒီမှာ break 3ညလို့ထဲမှာ4မှာပါ break 3ည break 3ညကိုကျွန်တော်နောက်ပေါင်းနဲ့ပြပေးပါမယ်နော်နောက်ပေါင်းပြပေးပါမယ်ဗျပြဲနေတာစိတ်ကောင်းမှာတားဖြစ်ရှင်းလာတော့မသိဘူးเนาะတကယ်ချင်းနေကျွန်တော်ပြန်ပြပါမယ်နော်ဒီမှာ break 4ရယ် break 1ရယ် break 9ရယ်4လို့ဖြစ်ပါတယ် break 8ရယ် break 2ရယ် break 4ရယ်လည်း4လို့ပဲဖြစ်တာပါဒီမှာ break 9ရယ် break 2ရယ် break 3ရယ်လည်း4လို့ပဲဖြစ်တာပါကျွန်တော်တို့လည်းမှာ4လို့ဖြစ်ဖို့ break 5ရယ် break 9ရယ် break 5ရယ် break 9ရယ် break 3ရယ်ဝင်မှာ4လို့ဖြစ်မှာပါဗျဒါဆိုရင်ကျွန်တော်ရှေ့ပေါင်းလေးကျွန်တော်ပြပေးပါမယ်နော်ရှေ့ပေါင်းပြပေးပါမယ်ဒီမှာနောက်နှလုံးပေါင်း8နောက်နှလုံးပေါင်း9 8ရယ်9ရယ်3ပါနော်အဲ့ဒီ3ရယ်ဒီကရှေ့နှလုံးပေါင်း3ညနဲ့ပေါင်းရင်လေ3လို့ပဲဖြစ်တော့မှာနော်3လို့ဖြစ်တော့မှာဗျနောက်နှလုံးပေါင်း9နောက်နှလုံးပေါင်း9 9ရယ်9ရယ်6ရယ်ကျွန်တော်တို့ရှေ့ပေါင်း9နဲ့ပေါင်းရင်လေ3လို့ပဲဖြစ်တာပါနော်ဒီမှာနောက်ပေါင်း4နောက်ပေါင်း3ည4ရယ်3ညရယ်4ရယ်ရှေ့နှလုံးပေါင်း9နဲ့ပေါင်းရင်လေ3လို့ပဲဖြစ်တာပါဗျကျွန်တော်တို့လည်းမှာအဲ့လို3လို့ဖြစ်ဖို့နောက်ပေါင်း5နောက်ပေါင်း1 5ရယ်1 5ရယ်1ရယ်6ရယ်ကျွန်တော်တို့ရှေ့နှလုံးပေါင်း9ရှေ့နှလုံးပေါင်း9နဲ့ဘူဘရိတ်ရှေ့နှလုံးပေါင်း9နဲ့ဘူဘရိတ်10ကွာလိုက်10ကွာလိုက်နဲ့မှာကျွန်တော်ဒီကဏ္ဍထုတ်ထားပါတယ်နော်ခွန်3ည3ရယ်53 52 3 163ရယ်ကျွန်တော်ထုတ်ထားပါတယ်နော်ဒီကဏ္ဍလေးတွေကျွန်တော်ကြိုက်ပါနော်ဒီကောင်တော့ဘယ်လောက်မှကြိုက်ပါဘူး163 3ညခွန်3လို့ကျွန်တော်ကြိုက်ပါတယ်နော်အဲ့နှစ်ကွက်ကြိုက်ပါတယ်ဗျဒီနှစ်ကွက်တော့ကြိုက်ပါတယ်နော်တကယ်ချင်းနေ14ချိန်မှာကန်ကောင်းကြပါလိမ့်ခွန်3ည3 3ည3ခွန်163ပါဗျကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးလည်းဆုံးအောင်ကြည့်ပေးတဲ့အတွက်အားလုံးတကယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်နော် like ကလေးတွေလည်းပေးကြပါတော့ကဲအားလုံးတကယ်ချင်းနေကန်ကောင်းကြပါလိမ့်ဗျ